ဆိုလေအခုညီမလေးကဒီ language school နဲ့စပြီးသွားတော့ပေါ့နော်မတို့ဒီမျိုးကိုဆိုလို့ရှိရင်တော်တော်များများကလေအလုံးနဲ့ပို့တာပဲသိရအကြောင်းနဲ့ပို့တာသိမသိဘူးပေါ့နော်ညီမလေးကျတော့ဘယ်လိုမျိုးချိတ်ဆက်ပြီးတော့သိပြီးမတို့နဲ့ join ဖြစ်တာလဲပြောပြပေးပါလားဟုတ်ညီမဒီခိုင်ကော scholarship နဲ့တွားကျင်လာဆိုတော့ဒီခိုင်ကော scholarship နဲ့ပို့ပေးတဲ့agency ကိုလိုက်ပြီးတော့စုံစမ်းတာပေါ့နော်ဒီတိုင်း Facebook မှာအဲ့လိုမျိုးခိုင်ကော scholarship ဆိုပြီးရိုက်ရှာပြီးတော့အဲ့လိုစုံစမ်းတဲ့အခါမှာဒီ scholarship နဲ့ပို့ပေးတဲ့ agency တွေအသီးသီးပေါ့နော်အဲ့လိုပို့ပေးတာမျိုးတို့ကကြီးညာထားကြတာပေါ့အဲ့ဒီမှာမျိုးကိုလည်းတွားတွေ့ပါတယ်တခြားနောက်ထပ် agency 3-4ခုလည်းတွားတွေ့တယ်အဲ့ဒါနဲ့မျိုးကကြောင့်ညီမအိမ်နဲ့နီးတော့အဲ့မှာမျိုးကိုစုံစမ်းရင်းနဲ့ပဲမျိုးစီကနေပဲလာဖြစ်တော့တာရှင်ဟုတ်အဲ့တော့အခုဒီမတို့ရှိမှာစပြီး join တဲ့ချိန်ကနေပေါ့နော်ညီမလေးဒီဂျပန်ဘက်ကိုထွက်တဲ့အချိန်ကြီးပေါ့နော်ပြောမှဆိုဒီလေစိတ်သွားတဲ့အချိန်ကြီးပေါ့ဘယ်လိုမျိုးခက်ခဲရှိကြလဲဒီညီမကြီးဘက်ကျမ်းမှာပြောတာမတို့နဲ့စပြီး interview ဝင်ရတဲ့အပိုင်းနေပြီးလို့ရှိရင်တခြားပေါ့နော်သင်ကြားရေးပိုင်းကျမ်းမှာလုပ်ပါတဲ့ဟာမျိုးဆိုလို့ရှိရင်ဘယ်လိုမျိုးခက်ခဲလေးရှိခဲ့လဲညီမအခက်ခဲကတော့interview ပေါ့နော်interview ကကြတော့ညီမစိတ်လောတယ်ပါတာပေါ့နော်စိတ်လောတယ်ပါတာဆိုတော့ပြောမယ်ဆို10လပိုင်းမှသွားမှာကိုညီမမျိုးကိုစုံစမ်းညီမ17လပိုင်းနေစုံစမ်းတာ17လပိုင်းနေမျိုးကိုသွားပြီးစုံစမ်းဟုတ်အစိတ်ကကိုအရန်သွားချင်ပြီးတော့အရန်လောတယ်လေအဲ့10လပိုင်းဒီအောက်တိုဘာ intake အတွက်ကိုအဲ့ဒီရှေ့နှစ်အဲ့ဒီသူမလာခင်နှစ်ဒီဒီဇင်ဘာရဲ့ညီမစုံစမ်းပြီးတော့အဲ့လိုမျိုးဖုန်းနေဆိုလဲဆက် messenger မှာဆိုလဲအဲ့ဒီ chat box ကနေလဲစာတွေတွားပို့အဲ့လိုမျိုး interview မခေါ်သေးဘူးလားမလာသေးဘူးလားပြီးလူကိုယ်တိုင်နဲ့တွားပြီးတော့အဲ့လိုမျိုးဖောင်တွေတွားတင်ထားအဲ့လိုမျိုးဖောင်ကတော့လက်မခံသေးဘူးဒါပေမဲ့တွားပေးထားတာကိုချက်လက်တွေကိုတွားပြီးတော့အဲ့လိုမျိုးစိတ်အဲ့လောတာပေါ့နော်ဘယ်လိုပြောရမလဲအရင်တွားခြင်းတဲ့ခါမှာကျတော့အဲ့လိုမျိုးအစင်ပြေဖြစ်သွားမှာမျိုးလွတ်သွားမှာမျိုးနည်းနည်းစိုးရိမ်နေတာပေါ့နော်အဲ့တခုကတော့တော်တော်လေး exhausted ဖြစ်ပြီးတော့အဲ့တခုကတော့နည်းနည်းလေးပြင်းမဲ့နေပေါ့ကိုယ်စိတ်ကလောနေရောပေါ့နော်ကျန်တာကျတော့interview အတွက်ပြင်ဆင်ရတာပေါ့ညီမကကျတော့ဒီအစဘိုးဘွားနဲ့လာမယ်ဆိုပြီးတော့လှုပ်ထားတာပေါ့နော်ညီမကအလုပ်လုပ်နေရကြောင်းညီမဒီ short guide ရှာမတန်ဆွမ်းပေါ့နော်ဆိုတော့ဘိုးဘွားနဲ့လာမယ်ဆိုပြီးတော့လှုပ်ထားတော့မိကုနေပါရီကလည်း interview မိကုနေဆိုတော့ညီမဘိုးဘွားနဲ့ပတ်သက်တဲ့ interview မိကုနေပဲပြင်ဆင်ထားတာဒါပေမဲ့ဘိုးဘွားနဲ့အဆင်မပြေဘဲနဲ့ဒီမတန်ဆွမ်းနဲ့ထပ်ပြီးတော့အဲ့လိုမျိုး join မှုဖြစ်လာတဲ့အခါမှာကျတော့မိကုနည်းနည်းအလက်အပြောင်းလေးတွေကိုတော့နည်းနည်းလေးဘယ်လိုပြတ်ထက်လေးကျင်ရလိုက်ကြတာပေါ့နော်အချိန်နည်းနည်းအတူလေးအတွင်းမှာအဲ့တခုလေးကတော့နည်းနည်းလေးအခက်ခဲဖြစ်ခဲ့တယ်ကျန်တာတော့အဆင်ပြေပါတယ်ဟုတ်မတန်ဆွမ်းနေဆိုတာကဒီမှာတည်းကသိရပါတော့ခိုင်ကော scholarship ဆိုလို့ရှိရင်ကဒီဘဝဆောက်ရှောက်ရေးတကြီးရုံဆောက်ရှောက်ကမှဆိုတော့သိကြတာဆိုတော့ဒီမတန်ဆွမ်းနေဆိုတာကိုတခါလေအကြောင်း interview ဝင်နေရသိလိုက်ရတာလားဟုတ်ဒီလိုမျိုးအကြောင်း interview စပြီးတော့ဝင်နေဟိုကလည်းညီမဘိုးဘွားပဲအကြောင်း interview အောင်တယ်ပြီးတော့interview ဖြေတဲ့အခါမှာလည်းဒီဘိုးဘွားနဲ့ပဲဖြေတယ်ဒါပေမဲ့ကန်နဲ့လည်းဆိုင်တာပေါ့နော်ကိုဒီဘက်ကလုပ်ငန်းရှင်ဒီဘက်ကယောက်ျားလေးတွေကိုပဲလူချင်းတဲ့အချိန်အခါမျိုးတွေကကျတော့ကိုယ်မင်းကလေးအကုန်ပြုတ်ကြံခဲ့တာမျိုးလို့ပါတော့အဲ့လိုမျိုးတွေလည်းဖြစ်တာပေါ့နော်အဲ့လိုဆိုတော့အဲ့အထီကိုလည်းဘိုးဘွားပဲဒါပေမဲ့အဲ့ဒါကိုပြီးသွားတော့မှမျိုးကနေပြီးတော့ request ထပ်ပြီးတော့လာတယ်ပေါ့နော်နောက်တစ်ခါထပ်ပြီးတော့ join လို့ရတယ်ဒါပေမဲ့ဘိုးဘွားတော့မဟုတ်ဘူးမတန်ဆွမ်းဆိုပြီးတော့ဒါပေမဲ့ကိုကလည်းဒီအခြေအနေထိရောက်လာပြီဆိုပြီးတော့လက်လည်းမလျှော့ကျင်တော့ဘူးအကြောင်း interview လည်းအောင်ထားပြီဒီလုပ်ငန်းရှင်တစ်ခုပဲကြံတော့တာလုပ်ငန်းရှင် interview တစ်ခုပဲကြံတော့တာဆိုပြီးတော့အဲ့နဲ့ join လိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးစိတ်ပိုင်းဖြတ်ပြီးတော့ join ပြသွားတာပေါ့အစအထိကဒီအကြောင်း interview တွေပါအကုန်ထိရတာဘိုးဘွားပဲဟုတ်အဲ့ဆိုဂျပန်ရောက်ပြီးကစားမှာရောဘယ်လိုမျိုးခက်ခဲမျိုးလေးကြုံခဲ့ရလဲဟိုအကြောင်းနဲ့တော့ဆိုပေမဲ့အကြောင်းကြီးပဲမဟုတ်ဘဲနဲ့ scholarship တမားဆိုတော့အလုံးပါတက်ပြီးလောက်ကြတာဆိုတော့လေအလုံးနဲ့အကြောင်းနဲ့မျိုးbalance ဖြစ်အောင်လုပ်ခဲ့ရလဲပေါ့နော်အဲ့လိုမျိုးလေးတစ်ချက်ပြပြပြအောင်ဒီလိုရောက်ပြီးတော့အခက်ခဲရတော့ဘာသာစကားပိုင်းမှာတော့အဲ့လိုဒီအခက်အခဲမရှိခဲ့ဘူးပေါ့နော်ညီမဒီ entry အောင် N2 လေးလာစေနေလာခဲ့တာဆိုတော့ခိုင်ဝါကိုလည်းအဲ့လိုမျိုးတေချာလေးအဲ့လိုမျိုးလုပ်ခဲ့တာဆိုတော့စကားပြောပိုင်းကတော့အဲ့လိုမျိုးတိတ်ပြီးတော့အခက်အခဲမဖြစ်ဘူးခီဆိုတဲ့လူဖြစ်တယ်ပေါ့နော်တစ်ဖက်လူပြောတာကိုပြောတာမျိုးဒါပေမဲ့တခုပေါ့အဲ့လိုအချိန်ပိုင်းအလုပ်ထဲမှာပေါ့နော်ဂျပန်နီနဲ့ပြောရတဲ့အခါမှာကိုမို့လို့တက်ပြီးပညာပြရမျိုးလည်းရှိတယ်အဲ့လိုမျိုးနိုင်ငံသားမို့လို့အဲ့လိုမျိုးစကားဖေးပြောပေးတာမျိုးလည်းရှိတယ်အဲ့ဒီလိုမျိုးတော့ရှိခဲ့တယ်ပေါ့ရှင်လည်းတိတ်ဆန်နားမထောင်ဘူး
အဲ့လိုမျိုးပြောရမယ်ဆိုလို့ရှိရင်ညီမတို့အလုပ်ထဲမှာဒီမတန်ဆွမ်းရှော့ကိုက်ရှာရှိရပေါ့နော်ရှော့ကိုက်ရှာရဆိုတော့ပြောရမယ်ဆိုအဲ့ဒီရောရှာဆန်နေအောင်ကိုပြောတာကိုနားလေတယ်ကိုဘာကိုဆိုလိုချင်လဲကိုဘာကိုပြောချင်တာလဲကိုပြောတဲ့အတိုင်းလိုက်လုပ်တယ်အဲ့လိုမျိုးဟိုမသွားနဲ့ဒါအရင်စားအဲ့လိုမျိုးနော်ကိုပြောတာဆိုသူတို့နားလေသူတို့တော့နားလေတာပေါ့နော်ဒါပေမဲ့အဲ့ဒီအလုပ်ထဲက staff တွေကကိုပြောလိုက်ပြီဆိုလို့ရှိရင်လို့နားမလဲပုံစံမျိုးလုပ်တာမျိုးတို့ကိုကပြောနေတဝက်တစ်ပြက်ကြရတော့ထိုင်းတော့ငါမှတော့လိုက်တော့မယ်ငါမှတော့မေးလိုက်တော့မယ်အဲ့လိုမျိုးပုံစံမျိုးအခြေအနေလေးလဲကြုံနေအဲ့လိုလေးလည်းရှိရပေါ့နော်အဲ့ဒါကိုတော့နည်းနည်းလေးအဲ့လိုတီးခံလိုက်ရတယ်ဆိုတော့ပြောမလို့ကိုယ့်ဘက်ကိုတော်မတော်သူတို့ကကိုမို့လို့ကိုဆိုတဲ့ဒီနိုင်ငံသားမို့လို့သူတို့ကအဲ့လိုမျိုးလောက်တာမျိုးတွေရှိရပေါ့နော်အဲ့လိုဆိုတော့နည်းနည်းလေးနေသားကြသွားမှာကိုပြောတာကိုတခြားနှထောင်ပေးတာမျိုးတို့ပါလို့ပေါ့အဲ့ကြလို့ရှိရင်တော့ညီမအထက်လူကြီးကိုညီမသွားပြောတာအထက်လူကြီးနဲ့ညီမနဲ့နည်းနည်းရင်းနှီးရဲ့အခါမှာကျတော့သူကအဲ့လိုဘာတွေအဆင်မပြေလဲဘာလဲဆိုကိုကအဲ့လိုမျိုးပြောတဲ့အခါမှာအစည်းအဝေးကြလို့ရှိရင်သူကအဲ့လိုမျိုးပြောပြီးတယ်ဖူးဆန်ကိုအဲ့လိုမျိုးတေချာလေးနားထောင်ပြီးပါဖူးဆန်ပြောတဲ့စကားဖူးဆန်ကလည်းဒီကဝန်ထမ်းမှုလို့ပေါ့နော်အဲ့တော့တေချာနားထောင်မှုနို့လိုတယ်ဘာညာအဲ့လိုမျိုးပြောနောက်ပိုင်းတော့အဲ့ပြဿနာမရှိတော့ဘူးပေါ့အဲ့ဒီဒုက္ခတော့နည်းနည်းလေးအဲ့လိုတော့ခက်ခဲတယ်ပြီးတော့အဲ့လိုမျိုးယာတိဥရုအပိုင်းပေါ့နော်ဒီမျိုးကအဲ့လိုမျိုးယာတိဥရုနည်းနည်းလေးကျန်းနေတယ်ပါတယ်ပေါ့နော်ကျန်းနေတယ်ပါနေကြရင်လည်းအရင်ကြာရဲအဲ့လိုမျိုးဘာလို့ရမ်းပူတယ်နှင်းဆောင်လည်းပူတယ်မိုးတယ်ဒီမှာတော့အရင်အမရဲ့ဟိုယာတီဥတို့ကလေအရင်ဟာခီးဖြစ်လုံးအကြီးရပေါ့နော်အခုညီမတို့အခုဒါဆိုလို့ရှိရင်ညီမတို့ဒါ -1 နေ0တွေဖြစ်နေပြီဒါပေမဲ့နွေရာသီ8လပိုင်းဆိုလို့ရှိရင်အမ40နားကတ်တယ်အပူချိန်ကြီးက38တွေ39တွေလာတယ်ဆိုတော့သူ့ရဲ့ဒီဟိုအပူချိန်ရန်ကုန်မှာဆိုလို့ရှိရင်ဒါတစ်နှစ်ပတ်လုံးကအပူချိန်လေးတွေကမထူးခြားနာလေးပဲလေထူးမခြားနာလေးပေါ့နော်ဒီမှာကျတော့အဲ့လိုမဟုတ်ရာသီဥတုအရင်ဟာအရင်များလုံးအကြီးတယ်ကွာလုံးအကြီးရဆိုတော့တော်လေးဒဏ်ခံရတယ်ရာသီဥတုဒဏ်အဲ့လိုမျိုးနှင်းကြရလဲနေ့ဆိုတော့အထူးကြီးကြရတယ်ပြီးတော့နေမျိုးဆိုတော့ဟို transportation မကောင်းတော့အဲ့လိုမျိုးတနေရာသွားတဲ့ခါကျရင်စပိန်ကြီးကိုပဲသွားရတယ်မရဲ့သူဒီနေ့ဆိုလဲညီမဈေးဝယ်စရာရှိရတယ်မနက်ပိုင်းဈေးဝယ်ညီမ2နာရီခွဲကြာတယ်2နာရီခွဲကြာဘာလို့တာလဲဆိုဟိုတရက်နေ့ဆိုတော့ဆိုင်တွေကပိတ်တယ်ဖွင့်တဲ့ဆိုင်တွေထိကိုသွားဝယ်ပြီးအဲ့ဆိုင်ကနေပြီးကိုလိုချင်တဲ့ပစ္စည်းမရှိတော့ဟိုဘက်ကိုသွားဝယ်ဆိုတော့တနေရာအရင်ဝေးတဲ့အခါမှာကြာလေစပိန်နဲ့သွားရတာဆိုတော့လေအဲ့စပိန်ပေါ်မှာနေလူကအချိန်ကုန်နေရမျိုးကြီးပေါ့နော်အဲ့လိုလေးရှိရဲဒီဝက်လာဆက်လောက်ကို2နာရီလောက်ချိန်ပေးသွားနေရတင်ရဟုတ်တယ်အဓိကမိုးရွာလဲပါပါတော့မိုးလည်းရွာတဲ့အခါမှာကျတော့မနင်းနိုင်ဘူးပုံမှန်လိုမျိုးလေလေတိုက်လို့ရှိရင်လည်းတအားတိုက်တယ်အဲ့လိုမျိုးနင်းနေနေဟိုစပိန်ရိုက်ထောက်အောင်လို့ပုံဆိုတော့အဲ့လိုနေရတိုက်ချတော်တော်လေးကတ်တယ်လေတိုက်တာပြီးတော့နေမကြခင်မှာဟိုဗာလဲမိုးသီးကြတယ်နေမကြခင်မှာမိုးသီးကြတယ်နေမကြခင်မှာမိုးသီးကြလို့ရှိရင်မိုးသီးတွေကအရန်နာမက်တွေတက်ထားလဲဒီလိုဝင်တယ်ဒီလိုနှစ်ဖိုးတွေကိုထိရဲအဲ့လိုမျိုးဟိုအပေါ်ကဒီအရှိန်နဲ့ကြာတာဆိုတော့လေအဲ့ဒါနိုင်ပြောမလို့ရှိရင်၄လပိုင်းသမားတွေထက်ကိုညီမတို့10လပိုင်းသမားတွေကလည်းတနာဖို့ပိုကောင်းတယ်လို့ခံစားတယ်အောက်တော့ intake သမားတွေကဘာဖြစ်လဲဆိုတော့ရောက်ပြီးချင်းတခါတည်း12လပိုင်းတန်းပြီးတော့နေ့ကလာပြီလေစပြီးတော့နေ့ကလာပြီဆိုတော့အဲ့လိုမျိုးအေးတဲ့ဒဏ်လာပြီပေါ့နော်ဆိုတော့10လပိုင်းကတော့နည်းနည်းလေးအဲ့လိုရာသီဥတုဒဏ်ပိုခက်ခဲတယ်ပေါ့နော်ဒီဖူကူကြီးဒီဘက်မျိုးကအဲ့ဒီရာသီဥတုဒဏ်ခက်ခဲတယ်ပြီးလို့ရှိရင်လာခါကြတော့အဲ့ဒီအလုံးမှာပေါ့နော်နိုင်ငံသားမို့လို့တက်ပြီးတော့တက်ကိုလိုမျိုးပညာပြတဲ့လူကတော့ဘယ်နေရာမှာမစိုးရရှိတာပေါ့နော်ဆိုတော့အဲ့ဒီဟာလေးရှိတယ်အဲ့ဒါပါပဲကျန်တာအဆင်ပြေဟုတ်အခုလုံနေတဲ့လောက်ကကြတော့အချိန်ပိုင်းပဲလားဒီမှာတခြားအချိန်ပိုင်းပဲလောက်ကမှာပေါ့ဟိုဟာဆိုတော့ကြောင်းတက်နေနေဆိုတော့အဲ့ဒီအလောက်ကကောဘယ်လောက်မှစပြီးတော့ join ဖြစ်ခဲ့ရလဲဟုတ်များသောအားဖြင့်ကတော့ဒီညီမတို့ Kaibo scholarship သမားမှန်သမျှကဟိုအကုန်လုံးနှီးပါပဲပေါ့နော်10လပိုင်းရောက်တယ်ဆိုလို့ရှိရင်17လပိုင်းပထမအပတ်ဒုတိယပတ်လာဆိုစပြီးတော့လောက်ကဟုတ်မလည်းအဲ့17လပိုင်းလောက်ထဲမှာစပြီး join ခဲ့တာပေါ့ဟုတ်တယ်မညီမ17လပိုင်း17ရက်နေ့မှာစလုပ်တာအခုကျတော့တော်တော်လေးနေတာကြနေပြီလားလုံးမှာအဆင်ပြေနေပြီအခုကနေတာအကြလွန်သွားပါတော့နေတာအကြလွန်သွားတာဘိုင်းဆိုလို့ပြောပြမယ်ကိုတောင်ဝင်ယူရတဲ့အပိုင်းတွေကဒီ staff ပိုင်းတွေပေါ့နော် staff သူတို့ဒီအလုံးက staff ဂျပန်လူမျိုး staff တွေတောင်ဝင်ယူရတဲ့အပိုင်းကိုယူရတာပြီးတော့ကိုလောက်တာလည်းအဲ့လိုမျိုးအဆင်ပြေတဲ့အခါမှာကျတော့ဒီလွန်ခဲ့တဲ့မိနစ်က4လပိုင်းပေါ့နော်မိနစ်က4လပိုင်းတော့ကဘိုင်းတူပင်မဲ့ဒီအလုံးရဲ့ short queen ဆန်ပေါ့နော် short queen ဆန်အဖြစ်သူတို့အဲ့လိုမျိုးအတိမပြုတ်ပါတယ်ဆိုပြီးစာရွက်ကြီးပေးတယ်ပေါ့နော်တထေးရဲ့ဒီတစိမ့်တွေပါတယ်နဲ့အဲ့လိုမျိုး
ဘိုက်တို့လို့ခေါင်းစဉ်တက်ထားပေမဲ့ဟိုတာဝန်ယူရတဲ့အပိုင်းတွေကဒီ late shift တွေဆင်းရရယ်ကိုဆိုးပန်းဆင်းရရယ်ပြီးတော့ရကင်ညာတိုင်းနေဆင်းရရယ်ပေါ့နော် အဲ့လိုမျိုးအဆင်ပြေလာတော့ကြောက်သွားဖို့အချိန်တွေရောစားလုပ်ဖို့အချိန်တွေရောအဆင်ပြေရလားဘယ်လိုမျိုးလဲ control မပြေပါဘူးရှင်အဲ့လိုအဲ့ဒါတော့အမဟိုအလုပ်ပေါ်မှာမူတည်ရပေါ့နော်ညီမအလုပ်ကကြတော့ညီမဖူကူယီရှိမှာညီမအကြောင်းညီမခုအကြောင်းအဆောင်ကဖူကူယီရှိမှာညီမအလုပ်ကကြတော့ဒီဖူကူယီရှိရဲ့အပေါ်ကဒီအဝါရရှိပေါ့နော်အဝါရမြို့ကိုတွားရတာဆိုတော့ဟိုတွားတဲ့ခါမှာလည်းယထာဒီနှစ်စီးရှိရညီမတို့ Happy Life ဖူကူယီရဲ့ဒီ H7 တက်စုတူပေါ့နော်အဲ Happy Life ဖူကူယီကကြတော့အမဟိုပုံမှန်စီးနေကြအဲ့လိုယထာနည်းနည်းမြန်နေပေါ့နော်ညီမစီးရညီမအလုပ်ကညီမကိုချပေးတယ်စီးခိုင်းတဲ့ယထာကကြတော့ H7 တက်စုတူသူကမျိုးပတ်ယထာအဲ့လိုပုံစံမျိုးပဲပြောရမလားသူကတွားရင်လည်းမြန်မာယထာရဲ့လိုပဲဂျုံဂျုံကြက်ကြက်နဲ့အဲ့လိုမျိုးအတိုင်းတွေမြည်တော့တွားတာအဲ့လိုပုံမှန် Happy Life ဖူကူယီကယထာဆိုလို့ရှိရင်ဒီဖူကူယီနဲ့အာဝါဒနဲ့ကိုလို့15မိနစ်လောက်ပဲကြာအဲ့လောက်ပတ်ဝန်းကျင်လောက်ပဲကြာတာပေါ့နော်ဒါပေမဲ့ညီမစီးရဲ့ယထာကြောင့်နိုင်ခွက်ကြာတယ်နိုင်ခွက်ကြာတယ်ပြီးတော့အဲ့နိုင်ခွက်အဲ့ယထာအတွက်ကိုအိမ်ကနေကွာစောထွက်ကြတာရှိတယ်ပြီးတော့ဘူတာရောက်ပြီးအလုပ်ကိုလည်းတန်းမရဘူးဘူတာနေပြီးတော့လည်းအလုပ်ကလည်းတော်တော်လေးလှမ်းနေတယ်ဒါပေမဲ့တခုကောင်းတာတော့အဲ့လိုလှမ်းတော့အလုပ်ကကားနဲ့လာကြိုပြီးရပေါ့နော်ဆိုတော့ညီမအိမ်ကနေဟိုစပြီးတော့ထွက်တဲ့အချိန်ကနေစပြီးတော့အလုပ်ကိုလုံးဝရောက်ပါပြီဆိုပြီးရောက်တဲ့အထိကတနာရီကြာတယ်ဆိုတော့အသွားတနာရီအပြန်တနာရီအလုပ်ချိန်ကတနေ့ကို9နာရီ9နာရီကုန်တယ်ပြီးတော့ဒီကျောင်းကလည်းမနှစ်ပိုင်းတစ်ချိန်တော့ကျောင်းပြီးတော့အင်္ဂါတောက်ကြဆိုကျောင်းကလည်းအချိန်ပိုရရှိသေးတယ်ဆိုတော့လူကပြားပြက်နေခက်ပြီးတော့အဲ့လိုမျိုးအဓိကတော့အချိန်ကိုကယူတတ်ဖို့ပဲလိုရယ်ပေါ့နော်အဲ့တော့ညီမဆိုလို့ရှိရင်ဆောင်းဝဲနီးကန်ဒီလိုဘာတွေအဲ့လိုမျိုးဆိုလို့ရှိရင်ဆောင်းဝဲနီးကန်ဒီ GLBD အခုဆိုအန်တိုးကဒီ9လပိုင်းဒီမှာဖြေလိုက်တာပေါ့နော်အဲ့မဖြေခင်အဲ့ဒီအရှိလာတွေဆိုလို့ရှိရင်ညီမယထာပေါ်မှာlistening နေနားထောင်တာမျိုးတို့လိုမိကုန်းဟောင်းမှာဂိုးကြီးတွေဖြေတာမျိုးတို့grammar ဘိုင်းတွေပြန်ကြည့်တာမျိုးတို့အဓိကကတော့အဲ့ယထာပေါ်မှာ listening ကိုနားထောင်ဖြစ်တယ်ပေါ့နော်အဲ့ listening ကိုပို့ပြီးတော့အားစိုက်ဖြစ်တယ်စာအုပ်ကြီးကင်ပြီးတော့ listening အဲ့လိုမျိုးလုပ်ဖြစ်တယ်အဓိကတော့ညီမတို့အဲ့လိုမျိုးပတ်ယထာပုံစံမျိုးအဲ့လိုမျိုးဆိုတော့လူကရှိတော့ရှိတယ်ဒါပေမဲ့တခါကြလို့ရှိရင်ညီမပြန်တဲ့အချိန်ကညီမ10နာရီပြန်ရတာကိုလိပ်ဖြစ်စင်ရတော့10နာရီပြန်ရတော့ယထာနှစ်စင်းလုံးပေါ်မှာညီမရဲ့မောင်းတဲ့အကိုကြီးရဲ့2ယောက်ပဲရှိရမျိုးတွေရှိတယ်အဲ့လိုဆိုတော့ကိုကလည်းကိုအေးဆေးထိုင်လို့ရတယ်ပေါ့နော်အေးဆေးထိုင်ပြီးတော့အေးဆေးစာအုပ်ကြီးကြည့်စာအုပ်ကြီးဖွင့်ပြီးတော့အေးဆေးအဲ့လိုလူများရင်တော့အစင်မပြေဘူးပေါ့နော်ယထာကလူပြည့်နေရင်တော့အဲ့လိုမျိုးကိုထိုင်ကုန်ကိုနေရရတယ်ဆိုလို့ရှိရင်တော့ listening လောက်တာမျိုးလိုပါလို့ပေါ့အဓိကတော့အချိန်ကိုယူတတ်ဖို့ပေါ့နော်အဲ့လိုမယူတတ်ရင်တော့အချိန်ကို management တိတ်လောက်ရတာအဲ့လိုမျိုးမလောက်တတ်တာမျိုးတို့ဟိုတိတ်ပြီးတော့နည်းနည်းအဲ့လိုမျိုးယထာစီးနဲ့တချင်းနှထောင်လိုက်တာမျိုးလိုပါလို့ဆိုတော့မရအောင်အဲ့လိုမျိုးအဲ့လိုပြန်လာနောက်ကြတော့ခုနပြောလို့ပေါ့နော်ယထာမောင်းတဲ့အကိုကြီးနဲ့ကိုယ်ပဲ2ယောက်ပဲရှိရဆိုတော့စီးရလားတည်ရတယ်မကြောက်အဲ့လိုတော့မသိဘူးအဲ့လိုမျိုးနည်းနည်းဟိုဒီမှာနိုင်ငံမှာနေရတယ်ဆိုင်တော့အဲ့လိုလုံခြုံတယ်လို့ခံစားရတယ်ပေါ့နော်မကြောက်တော့အမရမြန်မာဆိုရင်တော့အဲ့လိုမျိုးကြောက်တယ်ဒါပေမဲ့ဂျပန်ရောက်ပြီးတော့အဲ့လိုမကြောက်တော့ဘူးပြီးတော့အဲ့လိုမျိုးအမရအဲ့ဘူတာကနေပြီးတော့ဟိုအဆောင်ကိုပြန်တဲ့ခါကိုလည်းအဲ့လိုမျိုးလမ်းအဲ့လိုမျိုး main လမ်းပေါ့နော်မကားတွေရောဘာတွေရောသွားတယ်ဒီလမ်းမကြီးလည်းရှိတယ်ပြီးတော့ရက်ွက်တွေချားတွေကပတ်သွားတယ်လမ်းလည်းရှိတယ်ဒါပေမဲ့အဲ့ဒီဘက် main လမ်းကကြတော့မှရယ်နည်းနည်းတစ်ဖက်ကြီးလည်းဖြစ်တယ်လို့မျိုးအဲ့လို mi point တွေပါစောင့်ရတော့နည်းနည်းကြာတယ်အတွင်းလမ်းဆိုလို့ရှိရင်အဲ့လိုရှစ်လို့ float ဆိုရောက်သွား10မိနစ်10မိနစ်နဲ့ရောက်အဲ့တော့ညီမအဲ့လိုအတွင်းလမ်းပဲသွားတယ်မဖြစ်ချင်တော့လည်းအတွင်းလမ်းကမီးမရှိဘူးလုံးဝနယ်မျိုးလဲနယ်မျိုးဆိုတော့လေလုံးဝအဲ့လိုမှောင်တဲ့နေရာကြရမှရယ်တော်တော်မှောင်တာအဲ့လိုရောက်မှရမ်းညီမအဲ့လိုဆိုတော့ခံစားနေရမှာပေါ့ဟုတ်တယ်ခါကျရင်စဉ်းစားရလေအဲ့လိုရန်ကုန်ကတော့ပိုစီနေသလိုကိုရန်ကုန်ကတော့ပိုစီနေသလိုပဲပါတော့အဲ့လိုမျိုးကတော့အဲ့လိုဆိုတော့ဒါမှလည်းအဲ့လိုမျိုးကျောင်းဆရာကြီးလည်းညီမအဲ့လိုစိတ်ပူပြီးတော့မေးတယ်ဖူးဆန်အစင်ရောပြေးရလားလိပ်ဖြစ်တွေစင်းနေရတာလို့နောက်အရန်ကြရပေါ့နော်မပြေးရဲဘာမှဖြစ်ဖို့မကြောက်ဘူးအဲ့လိုပဲမကြောက်သွားတာပဲနေသားကြပါလို့ပဲအခုအလုံးမှာလည်းတော်တော်လေးအဆင်ပြေနေပြီဆိုတော့လောကရတဲ့ဝင်ဝင်နဲ့ကျောင်းလာကတွေပဲနဲ့လောက်လာအိမ်တွေမှာပြင်ဖို့ပြတာရောရှိလားပို့တယ်မှာတက်ပုံနေစာပို့ပြတယ်ရမ်းတော်နေမှာပေါ့တက်ပုံတွေအများကြီးထိုင်နေကြည့်ပြီးတော့ရမ်းပြောတာသူတို့သမီးလေးပို့ပြတယ်တက်ပုံနေတော့အဲ့လိုမျိုးပို့ပြတယ်မှာဘာဖြစ်လို့ဆိုတော့လောက်တယ်ပေါ့နော်လောက်တယ်ဆိုတော့အဓိကကတော့အလုတ်ကလည်းအဲ့လိုမျိုးဟိုလစာလေးလည်းအဆင်ပြေရပေါ့နော်
ခိုင်ကိုတွေမှာဆိုလို့ရှိရင်တော့ညီမကြားထားတာပေါ့နော်ညီမကြားတာကတော့ဒီခိုင်ကိုအလုပ်မှာဆိုရင်တော့ဘိုးဘွားထက်ဒီမတန်ဆွမ်းအလုပ်ကအဲ့လိုလာစားများတယ်လို့လည်းညီမကြားဖြစ်တယ်ပေါ့နော်ပြီးတော့အဲ့တော့ GQ လည်းနည်းနည်းကောင်းသွားတယ်လည်းပါတယ်ပေါ့နော်အဲ့လိုလည်းရှိရဲပြီးတော့scholar သမားဆိုတော့ကိုယ့်ရဲ့ဒီရှင်းကကူပေါ့နော်ဒီကျောင်းဆက်တက်ဖို့အတွက်ဆက်ပြီးတော့ဒီ language school ပြီးရတယ်ကိုသွားမဲ့ဒီလမ်းအတွက်ကိုပတ်စံစုစရာမလိုဘူးပေါ့နော်အဓိကကိုရတဲ့ပတ်စံကကိုအတွက်ပဲကိုရတဲ့ပတ်စံကကိုအတွက်ပဲကိုဟာနဲ့ကိုကျောင်းလာကဇရိတ်တွေကိုဟာနဲ့ကိုစုစရာမလိုဘူးဆိုတော့ဒီကျောင်းအဆောင်ကြီးတွေကိုစားဖို့တောက်ဖို့တွေကိုသုံးနေတာသုံးအိမ်ကိုပို့ချင်တယ်ဆိုပို့ဒါပေမဲ့တစ်ခုပေါ့နော်ကျောင်းတစ်ဖက်နဲ့အလုပ်က28နာရီပဲတစ်ဖက်ကိုလုပ်ခွင့်ရတာဆိုတော့ပုံမှန်လုပ်နေတဲ့တူတိတ်သမားတွေလိုမျိုးလာစားလည်းအဲ့လောက်ကြီးလဲပြန်ပြီးတော့ပို့ပြမှာပို့နိုင်မှာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့သူ့အတိုင်းတာနဲ့သူတော့အဲ့လိုမျိုးပို့နိုင်တယ်သုံးနိုင်တယ်ဆွဲနိုင်တယ်ပေါ့အဲ့လိုမျိုးတွေတော့ပါတယ်ရှင်ဟုတ်အဲ့တော့ခုသွားတာလဲအကြောင်းကပြီးတော့မှဆိုတော့လေအကြောင်းပြီးပြီးရင်ရောဆက်လုပ်ဖို့စဉ်းစားတာလဲဟုတ်ကျောင်းပြီးရင်တော့အခုညီမဒီဂျပန်စာကျောင်းတက်နေရ3လပိုင်းကျဆိုပြောဖြစ်မယ်4လပိုင်းကျလို့ရှိရင်ညီမဒီဆက်မွန်းကိုသွားရမယ်ပြီးလို့ရှိရင်ညီမဒီစာချုပ်က3နှစ်ပြန်ပြီးတော့လုပ်ကမယ်ပေါ့နော်ဆိုတော့ဒီစာချုပ်3နှစ်လုပ်နေတဲ့အတော်အတွင်းတော့အဲ့လိုတစ်ချက်အလုပ်ကိုကြည့်ရမှာပေါ့နော်တချို့အလုပ်တွေကြတော့လည်းနိုင်ငံသားမို့လို့အဲ့လိုနေရာမပေးတာမျိုးတွေပါရှိရဲဒါပေမဲ့ညီမအလုပ်ကတော့နေရာအပေးလွန်ညာပေါ့နော်အဲ့လိုခံစားရအခုပြောရမလို့ဘိုက်တူတောင်သူတို့ဒီ staff တွေလောက်ခိုင်းလောက်တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးလောက်လဲလောက်တယ်အကျိုးခံစား권တွေလည်းရှိရဲပေါ့နော်အကျိုးခံစား권တွေလည်းရတယ်အဲ့လိုဆိုတော့အဆင်ပြေလောက်မယ်လို့တော့ထင်တယ်ပေါ့နော်ဒီ3နှစ်အတွင်းမှာဆက်ပြီးတော့အဲ့လိုမျိုးလောက်တာမျိုးကိုကလည်းနေရာတစ်ခုအထိအလုပ်မှာရနေရမျိုးဆိုရင်တော့နေသားလဲကြာနေရဆိုတော့အဲ့အလုပ်ကိုဆက်ပြီးတော့သွားဖို့တွေးထားရပေါ့ဒါပေမဲ့တခြားကိုစဉ်းစားထားတဲ့အပိုင်းလည်းရှိရပေါ့နော်ဒီဘက်မှာကြာတော့လေမလို့ online university ရှိရပေါ့နော်ဆိုတော့ online university ကိုဝါသနာပါတဲ့ပိုင်းတစ်ခုကိုသွားမလားပေါ့ညီမကျတော့အဲ့လိုမျိုး teaching ပိုင်းကိုညီမဝါသနာပါတယ်ပေါ့နော်အဲ့လိုမြန်မာမှာနေတော့ကလည်းညီမဒီဂျပန်စာကိုကလေးတွေကို volunteer လည်းညီမသင်ပေးဘူးရပေါ့နော်ဆိုတော့ဒီ teaching ပိုင်းကိုပါတဲ့ဝါသနာပါတဲ့ခါမှာကျတော့ teaching ပိုင်းနဲ့ပတ်သက်တဲ့fee တွေကိုဝင်ဖို့အတွက်ဘာတွေလိုလဲပေါ့နော်ဒီ online university တွေကတခုခု bachelor တခုခုရပြီးတော့အဲ့လိုရအောင်ယူပြီးတော့ပြန်လုံမလားပေါ့ဒါကတော့အတွေးပဲရှိသေးတာပေါ့နော်ဘယ်လမ်းကိုသွားရမလဲဆိုတော့ယာထားတော့မယ်ပေါ့လောလောဆယ်ကတော့ဒီအလုပ်ကတော့အဆင်ပြေရတဲ့ပါပါတယ်ဟုတ်အခုကကြတော့မတို့ရှိမှာ April နဲ့သွားတဲ့ကလေးတွေကတော့ဟိုဘက်ရောက်နေပြီပေါ့နော် October 8 နဲ့ကလည်းအခုသွားဖို့လည်းရှိရဲတော့လက်ခံနေရလည်းရှိရဲပေါ့နော်ပြီးတော့မာလေးတို့တော့ဆိုလို့ရှိရင်မတို့ရှိမှာအကြောင်း2ကြောင်းလောက်ပဲရှိရအကြောင်းလောက်ပဲရှိရဆိုတော့တိတ်ပြီးရှိခဲ့ပေါ့နော်ဒါပေမဲ့အခုကျတော့မတို့နဲ့ partner school တွေကများလာတာဆိုတော့အကြောင်းတွေရွေးချက်စရာများလာသွားမဲ့ကလေးတွေလည်းရမ်းများတယ်အရန်ဟိုပြောရတာလည်းများတယ်ပေါ့နော်ပြောရတာများဆိုဒီဘက်မှာ90%လောက်ကဂျပန်ရောက်လို့ရှိရင်ဂျပန်စာတက်မှာပဲဂျပန်လိုပြောတတ်သွားမှာပဲဆိုပြီးတော့စာမလုပ်တဲ့ကလေးတွေလည်းရှိရဲ့အဲ့ဒီကလေးတွေလည်းနည်းနည်းလေးဟိုဘယ်လိုလဲနည်းနည်းလေးဆုံးမစကားလေးပဲဖြစ်ပေါ့နော်ပြီးရင်ကိုကြုံပြီးခဲ့ရတာနဲ့ပတ်သက်ပြီးတော့သူတို့ကိုလည်းဘယ်လိုမျိုးကြွတင်ပြင်ဆင်လာမလဲဆိုတာလည်းချက်လေးပြောပြပါဦးဟုတ်အဓိကတော့မှားပါတယ်အဲ့အတွေ့ရမှားပါတယ်မှားလို့မှားရလဲဆိုတော့လို့ဂျပန်ရောက်ရင်ဂျပန်စာတက်မယ်ဆိုတော့ mindset ကြီးကိုပြင်လာပါလို့ပြင်ထားကြပါလို့ပြောချင်ပါတယ်အဓိကတော့ပြောရမယ်ဆိုလို့ရှိရင်ညီမတို့ဆိုလည်းမြင်နေရတယ်ပေါ့နော်ဂျပန်ရောက်ပြီးတိုင်းဂျပန်စာမတက်ပါဘူးရှင်အဲ့ဒါကြီးကလုံးဝမှားတယ်အဲ့ဒါတော့ဘယ်လိုဖြစ်လို့လဲတော့မသိဘူးပေါ့နော်အဲ့ဒီအတွေးကြီးကတကယ်မှားတယ်ဂျပန်ကိုရောက်ပြီးတော့ဂျပန်စာဟိုမတက်တဲ့လူတွေတကယ်အများကြီးပဲဘလို့ဖြစ်လို့လဲတော့မပြောတတ်ဘူးပေါ့နော်အဓိကတော့ဟိုအမရဲ့တချို့ဆိုလို့ရှိရင်ရောက်တာတွေကအဲ့လိုမျိုးတစ်နှစ်တို့နှစ်နှစ်သုံးနှစ်တို့အဲ့လိုလူမျိုးတွေလဲကိုကြုံဘူးတယ်ပေါ့နော်ဒါပေမဲ့ကိုကအခုမှစားရောက်ခါသားပဲမြဲကိုရဲ့ခိုင်ဝါစကီကသူတို့ထပ်ပို့ပြီးတော့တာနေရမျိုးတွေလဲကြုံဘူးတယ်အဲ့လိုမျိုးအခုနောက်ရောက်လာတဲ့အခုအစ်စ်တွေထဲမှာဆိုလဲဒါကိုရီနီးပါးကိုလုံးဝတော်နေရမျိုးကို sorry စကားနည်းနည်းမှာပါကိုရီတော်တာတော့မဟုတ်ဘူးဒီကိုဆိုစကားတော့မအစဲခံမှာကြောက်လို့အဓိကအမရဲ့တနစ်ဆိုရင်တော့ဒီတနစ်အလျောက်လေးတော့သူ့ဟာနဲ့သူလေးတော့အဲ့လိုဟိုဘယ်လိုပြောရမလဲ polish ပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့နော်ဆိုတော့ဒါပေမဲ့အခုလာတဲ့လူတွေမှာလည်းဒီတနစ်ရောက်နေတဲ့ကိုရီလိုမျိုး polish ကလာတဲ့ဟို polish ဖြစ်နေရမျိုးရှိတယ်
ကိုရီ polish ဖြစ်နေပြီးသားကိုရီတော့ဆိုလည်းအဲ့လိုပဲကိုရီဒီအရှိရ senior နီးပါးကိုဟို polish ဖြစ်နေရမျိုးကြီးလေအဲ့လိုသွားတူနေရမျိုး level သွားတူနေရမျိုးအဲ့လိုမျိုးကြီးလည်းရှိတယ်ပြောရမယ်ဆိုလို့ရှိရင်တော့တချို့ကြတော့လေဟိုရောက်တာရောက်နေတာဘာမှမဟုတ်တာမျိုးကြီးလည်းရှိတယ်ပြောလို့တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့ဒါကတော့အဲ့လိုမျိုးလေးရှိရပေါ့နော်အဲ့ကြောင့်မို့အဲ့ဒီအဓိကပြောချင်တာတော့အဲ့ mindset ကိုပြင်စေချင်တာပေါ့နော်ဂျပန်ရောက်တိုင်းဂျပန်စာတော်တာမဟုတ်အဓိကကိုလုံးမကိုရမှာကိုမလုံးမရအောင်ဟိုဂျပန်ရောက်နေပြီးတော့လေမြန်မာအတိုင်းဝိုင်းကြားတဲ့ဝင်ပြီးတော့မြန်မာလူတွေပဲထိုင်ပြောနေလေမရအောင်အဆင်မပြေဘူးတချို့အလုပ်တွေကြတော့လေစကားပြောကအဲ့လောက်ကြီးမလိုတဲ့အလုပ်တွေရှိရပေါ့နော်အဲ့လိုမျိုးရှိတဲ့ခါမှာကြတော့လေအမြဲတမ်းပြောနေရတာမျိုးကြီးမဟုတ်တော့လေကိုစကေးကမတက်လာတာမျိုးလိုဘာလို့ရှိတယ်အဲ့လိုမျိုးဘယ်လိုပြောရမလဲအဓိကတော့အမရဲ့ဟိုမြန်မာမှာတည်းကကိုယ့်ရဲ့ဂျပန်စာစကေးကိုဖြည့်တင်တလောက်အဲ့လိုဖြည့်ရတာတော့အကောင်းဆုံးပဲပေါ့နော်ဘာဖြစ်လဲဆိုတော့ဟိုကိုမှားရင်တော့မှားကြအောင်မှန်ရင်တော့မှန်ကြအောင်ပြောပြဖို့လိုတယ်ပေါ့နော်ကိုညီမဆိုလဲစစဝင်ချင်းတော့အလုံးမှာတော့ညီမဆိုညီမပထမဆုံးစစဝင်ချင်းညီမစိုးကြီးလောက်ကစိုးကြီးလို့လည်းကွာသူကညီမပထမဒီ3ခွဲကနေ4ခွဲကိုတော့လောက်ခိုင်းတာပဲနောက်ကြလဲကြတော့အထက်လူကြီးက3ကနေ4ထိပဲလောက်တော့တဲ့3ခွဲ4ခွဲမဟုတ်ပဲ3 4လောက်တယ်ဆိုတော့ညီမ3 4လောက်တဲ့အချိန်မှာညီမကသူကလာပြောတာနောက်တစ်ယောက်ကနင်ဟိုတဲ့3ခွဲကနေ4ခွဲလောက်ခိုင်းထားတာဟိုတဲ့ဆိုတော့မဟုတ်ဘူးငါ့ကို3 4လို့ပြန်ပြောင်းပြောလိုက်တယ်နင်မယုံတို့သွားမီအဲ့လိုမျိုးပေါ့နော်အဲ့ဒီမှာဒါကိုသာအဲ့ဒီစကားကိုမပြောတတ်ဘူးဆိုလို့ရှိရင်အဆင်မပြေဘူးအဓိကဟိုတချို့ဟိုဟာတွေကြတယ်လေနိုင်ငံသားမှုလို့အဲ့လိုမျိုးမျက်လုံးနဲ့ထောက်ကြည့်နေရလေဘာမှမလဲအဲ့တော့ကိုမမဟုတ်ဆိုတော့မမဟုတ်အဲ့လိုမျိုးပေါ့နော်ပြီးတော့သူတို့ကလည်းကြောက်ကြောက်နေသူတို့ခုနကမဖြစ်ဘူးဥပမာဆိုလို့ရှိရင်ညီမကိုအချိန်ချင်းမိလိုက်တာသူတို့ချင်းချင်းသူတို့မသိကြဘူးအဲ့လိုမျိုးအဲ့လိုဆိုတော့ဟိုသူတို့အချင်းချင်းသူတို့ခုနကမဖြစ်တဲ့အခါမှာကိုမားတယ်လို့ထင်တာမျိုးတွေပေါ့နော်အဲ့တော့ကိုမမဟုတ်ဆိုတာမျိုးပြောပြဖို့ကြတော့အဲ့လိုမျိုးလိုအပ်တယ်မှာရဲ့လူတယောက်နဲ့တယောက်နဲ့ဟိုကိုလူမျိုးအချင်းချင်းစကားပြောနေတာဟိုဘယ်လိုပြောမလဲဟိုအထင်လွဲတာနားလည်မှုလွဲတာဘာဆိုလိုချင်တာလဲမသိတဲ့အခိုက်အတန့်တွေတောင်ရှိသေးတာပဲဆိုတော့လေသူများလူမျိုးကြားတဲ့ဝင်တဲ့အခါမှာဟိုကိုကစကားကပြောတတ်နေမှရမှာဟိုအိမ်ဦးနဲ့ကြမ်းမြင်သွားရလဲမဟုတ်ဘူးလေနော်ဘယ်နှစ်ကြာမှပြန်လာမှန်းလဲမသိဘူးကိုဟာနဲ့ကိုဒီနိုင်ငံကိုဒီလိုပဲထွက်လာကြတာလေဆိုတော့ဒီနိုင်ငံကိုလာတဲ့အခါမှာတော့ဒီနိုင်ငံကလူတွေတုံးတဲ့ဘာသာစကားကိုပြောတတ်ဖို့ကတော်တော်လေးအရေးကြီးတယ်ရောက်ခါစားတော့ယုံတငယ်လို့ဖြစ်နေပြီကိုကတော့လုံးဝကြားကြီးဖြစ်နေပြီဂျာကြီးနေဦးကြောင့်ဂျာအဲ့လိုမျိုးဟိုဒီရောက်မှစာတက်သွားတာမျိုးလဲမရှိဘူးကိုစူးစမ်းမှရမှာဒီရောက်ပြီးတော့အလိုလိုမတက်သွားဘူးဆိုတော့ဒီမှာဆိုလို့ရှိရင်လည်းညီမတို့ဆိုကိုတောင်ဝင်ကိုအကုန်လုံးတောင်ဝင်ယူရတာခေါင်းစားချီဆုံးကိုကိစ္စကိုပဲတောင်ဝင်ယူရတာမြန်မာမှာနေခဲ့တဲ့ lifestyle တွေကတော့ဟိုမပြောင်းလဲဘူးဆိုရင်တော့အနေနဲ့အများတော့ပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ဟိုပြောရမယ်ဆိုလို့ရှိရင်အချိန်စာအတွက်ကိုအချိန်ကတော့ပေးနိုင်တယ်ဒါပေမဲ့မြန်မာမှာပေးနိုင်တယ်လို့မပေးနိုင်တော့ဘူးပေါ့နော်ညီမအခြေအနေကိုပြောတာပေါ့ညီမအခြေအနေမဟုတ်ပါဘူးညီမတငယ်ချင်းနေဆိုတဲ့အဲ့လိုပဲမပေးနိုင်တော့ညီမမှာဆိုလို့ရှိရင်စာလုံးမယ်ဆိုတော့လုံးလို့အချိန်ကြီးရခဲ့တယ်ပေါ့နော်ဂျပန်မှာဆိုလို့ရှိရင်တော့မနမိုးလင်းနာနဲ့အဲ့လိုထမှာချက်ဟဲပြုတ်ဟဲအဲ့လိုမျိုးလှုပ်ဟဲပြီးလို့ရှိရင်အမလောနဲ့အချိန်ပိုင်းလှုပ်သွားပြီးပြန်လာပြင်မဲ့နောက်နေ့အတွက်စီစဉ်အဲ့လိုမျိုးကြီးပေါ့နော်အဲ့လိုဆိုတော့ဟိုစာအတွက်ကိုအလောက်ကြီးအချိန်မပေးနိုင်တဲ့အခါကြီးရှိရဲအဲ့လိုမြန်မာမှာတည်းကကိုယ့်ဟာနဲ့ကိုစာအတွက်ကိုပေါ့နော်ဖြည့်လာတာအကောင်းဆုံးပဲလို့မြင်နေရှင်ဟုတ်အဓိကတော့အဲ့လိုမျိုးစကားပြောပေါ့နော်ကိုက F4 level ထိပြီးထားရဆိုလို့ရှိရင်လည်း F4 level နဲ့ညီတဲ့စကားပြောကိုအဲ့လိုမျိုးဖြည့်ထားတာကတော့အကောင်းဆုံးပဲလို့ထင်တယ်ဟုတ်စကားပြောပြင်ပြီးတော့ပထမရှင်းမှာပြောခဲ့တဲ့အတိုင်းဂျာတီဥရုတန်လည်းခံနိုင်မှုပြင်လာမယ်ပေါ့ဟုတ်တယ်အဓိကအဲ့လိုစိတ်ဟုတ်တယ်မအဓိကအဲ့လိုစိတ်ကိုပြင်ဆင်ထားဖို့လိုပဲပေါ့နော်ဟိုတုံးတိုက်ကြားကိုင်းနေပေါ့အဲ့ဒီစိတ်ကိုပြင်ဆင်ထားဖို့လိုရပေါ့နော်ဘာလို့လဲဆိုတော့တကူကူဆိုလို့ရှိရင်အဲ့လိုမျိုးဝန်နဲ့အားငယ်လို့မရအောင်ပါဒီလားဂျပန်ဒီမှာကျတော့သူကမျက်နှာဖုံးရှိရလေသူတို့တာတဲမရလို့ခေါ်ရပေါ့နော်ကိုရှိမှသာပြီးတစ်ပြက်မျက်နှာလှည့်သွားတယ်ပုတ်ဆိုပြီးတော့ပုံမှန်ရုပ်ကြီးကတီသွားအဲ့လိုကြားလို့ရှိရင်ဘာလို့အဲ့လိုဖြစ်တာလဲဒီမှာဘာလို့လဲလိုက်ခံစားလို့မရအောင်အဲ့လိုတကူကူဆိုလို့ရှိရင်ညီမဆိုအရန်ခံစားတတ်တယ်အရန်ခံစားလွယ်စိတ်ပြော့တာနှုရယ်ပေါ့နော်တကူဆိုမျက်ရည်လေးတဆန်းဆန်းနဲ့အဲ့လိုဖြစ်တယ်ဒါပေမဲ့အခုကျတော့မဟုတ်တော့မအဲ့လိုဖြစ်လို့လည်းမရဘူးဒီဂျပန်ရဲ့ဒီ community society ကြီးကိုကအဲ့လိုပုံစံမျိုးဆိုတော့လေကိုကလည်းအဲ့လိုပုံစံနဲ့လိုက်ပြီးတော့နေနိုင်မှအဆင်ပြေတာအဲ့တော့ဟိုတကူဆိုလို့ရှိရင်လည်းအဲ့လိုအားမလျှော့ပဲနေပေါ့နော်
ငါဒီထိတောင်ငါရောက်လာသေးတာပဲငါရအောင်လုပ်မယ်ဆိုတော့အဲ့စိတ်နဲ့ပေါ့နော်အဲ့လိုတွေးပြီးတော့အဲ့လိုလုပ်တာအဆင်ပြေတယ်ပြီးတော့တခုခုအဲ့လိုမျိုးဒီအချိန်ပိုင်းလုံးမှာပဲဖြစ်ဖြစ်ဖယ်နေရာမှာပဲဖြစ်ဖြစ်ကိုနားမလည်ဘူးဆိုတာကိုပြောဖို့ပေါ့နော်နားမလည်တာကိုနားလေတဲ့ပုံစံမျိုးနဲ့လုပ်ပြီးတော့အမားတွေပေါ်လာလို့ရှင်သူတို့ကမကြိုက်ဘူးနားမလည်ပြဿနာမရှိဘူးနားမလည်ဘူးပဲပြောဝါကာရနာကြီးဘာညာပေါ့နော်အဲ့လိုအဲ့ဒီဟာကတော့အရေးကြီးရဟုတ် ရောက်ခါစားတော့ရုံတငယ်လို့ဖြစ်နေပြီခုကတော့လုံးဝကြားကြီးဖြစ်နေပြီ ခြိုင်းနေတယ်ဦးချောင်းချာထပ်ပြီးတော့ဟိုအချိန်ထပ်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတကယ်ကိုတင်ပါတယ်နော်အဲ့တော့ဟုတ်နေပဲရလိုက်ပါမယ် ဟုတ်ပါမလေးသွားလိုက်အလုပ်သွားလိုက်စာလုပ်လိုက်တဲ့အချိန်တွေကနေမောက်ဖဲပြီးတော့တကယ်အများကြီးကျေးဇူးတင်ပါတယ် ဟုတ်ပါဟုတ်ရိုက်ဟုတ်ကျေးဇူးပါညီမလေးဟုတ်အဲ့ဆိုမှကြလိုက်ကြမယ်နော်